18ရက်ကွာစာတက်ကြီးကျိုးလဲမှာဒိဗန်ဆေးပွဲတော်ပြုလုပ်နေရဖြစ်ပါတယ်ရှင်ကဲတပြည့်နဲ့တူလိုက်ကြည့်ကြရအောင်နော်ဒီနိဗ္ဗာန်ဈေးပွဲတော်လေးကိုတစားမွန်လာပြည့်နေ့မှာကျင်းပပြုလုပ်တာဖြစ်ပါတယ်ကတ်တွေကိုတော့2ရက်နေ့နနက်9:00 နာရီမှာဝေပေးနေရဖြစ်ပါတယ်ရှင်မြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့ကတ်တွေကိုမိုးရီထဲမှာလာရောက်ထုတ်ယူနေကြတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ရှင်အခုဒီဦးလေးတွေကတော့ဒီနိဗ္ဗာန်ဈေးပွဲတော်ကြီးဖြစ်မြောက်ရေးအတွက်အဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတဲ့ဦးလေးတွေပဲဖြစ်ပါရဲ့ရှင်အစားအစာရလိုလေသေးမချအောင်လို့လိုက်လံဆောင်ရွက်ပေးနေတဲ့မြင်ကွင်းလေးပဲဖြစ်ပါရဲ့ရှင်ဒီလိုကတ်လေးတွေကကြိုပြီးတော့လုပ်ထားဖြစ်ပါရှင်ဒီကတ်မှာပါတဲ့ပန်းနာမည်လေးနဲ့ဒီဆိုင်ပေါ်မှာပါတဲ့နာမည်လေးနဲ့တိုက်ပြီးတော့ပစ္စည်းလေးထုတ်ရတာဖြစ်ပါရှင်ကဲခုဒီမှာဆိုရင်လည်းပစ္စည်းရလည်းအများကြီးပဲပေါ့နော်တခြားရက်ွက်တခြားလမ်းလူတွေကလည်းလာပြီးဒီမှာပေါင်းပြီးလုပ်ကြတာဖြစ်ပါရှင်ကဲခုတကယ်ကြော်စရာကောင်းပါရဲ့ရှင်ပြားလေးနဲ့ပေါ့နာမည်လေးနဲ့လိုက်ရှာတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဒါပေမဲ့ဒီမှာကတ်ခါတော့အများကြီးပဲပေါ့နော်ဒါပေမဲ့လိုက်ရှာတာအခုထိတော့မတွေ့သေးဘူးကဲဆက်ရှာကြရအောင်ကဲခုဒီမှာဆိုရင်လည်းတကယ်စီကားတိုက်မြတ်နေပါရှင်ကဲခုကတ်လေးတွေဆက်ရှာကြည့်ရအောင်နော်တွေ့သေးဘူးနေကြပန်းနဲ့ပါသေးဘူးကဲဒီကရစ်ပန်းကဲပန်းနဲ့မယ်လေးတော့တကယ်အစုံမဲရှင်ဟုတ်ဆက်ချကြည့်လိုက်ရအောင်ဒီမှာက
ကဲအခုဒီမှာကျတော့ဒီစိတ်ပန်းဆိုင်ဖို့နာမည်လေးနဲ့ဒီမှာမင်းထိုင်နေကြရမှာဖြစ်ပါရဲ့ရှင် နာနဲ့တော့တင်လို့ခရီးကြလေးဟုတ်တယ်မဲလား ကဲအခုဒီရွှေမန်းနာမည်နဲ့ EOS mobile နဲ့ကွန်ပျူတာဆိုင်ကနေပြီးတော့ဒီမှာမဲပေါက်တဲ့သူဆိုရင်ဒီ Wi-Fi set တစ်လုံးနဲ့မယူချင်တဲ့လူဆိုတော့9000ကျပ်ရမှာဖြစ်ပါရဲ့ရှင်ဒါကတော့ two special ဖြစ်ပါရဲ့ရှင် အခုဒီမှာဒီစပန်းတော့တွေ့ပြီရှင်တော်တော်လိုက်ရှာရတယ်။သူကတော့အထဲမှာဆိုတော့ဘာတွေလဲဆိုတော့ကြည့်လိုက်ရမယ်နော်။ကဲလိုက်ခံအောင်ရှင်။ဒီစတမားရဲ့ကဲ let's go နောက်တဲ့ကတ်တွေထပ်ပြီးရှာကြည့်ကြရအောင်။ကဲအခုဒီမှာကကြတော့နှင်းစီပန်းလေးတွေ့ပါပြီရှင်။ကဲဘာပြင်းလဲဆိုတော့ကြည့်ကြရအောင်။ ပါပါဒီစီမန်းလေးကဒီမှာပါမလေးဒီမှာပါ ဒီစတမားရဲ့ ဒီမှာလေး ကဲနောက်ဆုံးတကတ်ကြံသေးတယ်ဗေဒာပန်းလေးကဲဆက်ရှာကြည့်ကြရအောင်နော်ဒီသူများကြီးဒီမှာရရှင့် တိုင်းပြီးလိုက်လားမရဘူးနော်ခဏ ဟုတ်ကဲ့ဒီသူများကြီးဒီမှာရရှင့်ပြေးပါပြေးပါ ပြီးလိုက်နော် ကဲခုဆက်သွားလိုက်ရအောင်နော်ဒီစီးတွေအများကြီးပဲအခုဒီမှာကနည်းနည်းလည်းနောက်ကျနေပြီးတော့တချို့နေရာရကုံအောင်ကုန်းလို့တိမ့်နေပါပြီရှင်ကဲအခုဒီဗေဒာကတော့ရှာမတွေ့သေးဘူးဖက်ဆက်ရှာကြည့်ရအောင် ဟုတ်တယ်ဗျကစ်မီလိုင်းလာပေးလို့ပဲကျွန်တော်ကြိုနေတယ် ဆုံးပန်း ဆိုပါနဲ့ဆိုပါဦး ဒီနောက်ဆုံးကြံတဲ့ဗေဒာပန်းလေးကိုခက်ခက်ခဲခဲနဲ့ရှာလိုက်ရတာကဲခုဆိုတွေ့ပါပြီရှင်ဒီစမြိုက်တမရဲကဲ let's go ကဲခုဆိုရင်သမီးတို့ဒီဇာတက်ကြီးကျိုးလမ်းမိသားစုတွေကဒီမိုးရနေတဲ့ဈာမှာမှဒီဈေးပေါ်တွေလောက်လာဖြစ်ပါကျင်းမတာဖြစ်ပါရဲ့ရှင်ကဲဒီနေ့ကတော့မိုးမရဘဲနဲ့ရာသီဥလေးကတာယာနေပါရဲ့ရှင်သမီးတို့ဒီလိုနိဗ္ဗာန်ဆိုပြီးတော့လောက်ရတဲ့ပျော်အလေးကိုကူးဆက်နိုင်အောင်လို့သမီးတို့ကကဘာကျော်နဲ့တမရနေပြီးတော့တိဆက်ပေးတာဖြစ်ပါရဲ့ရှင်ခုတော့ဒီစီစီလေးကနေပြီးနှုတ်ဆက်လိုက်ပါရနော်ဘိုင်ဘိုင်